မွဲတာကလှူလို့မွဲတာမဟုတ်ဘူးတဲ့မလှူခဲ့လို့မွဲတာများတယ်အဲ့တော့မလှူခဲ့တဲ့ပုဂ္ဂိုလ်တွေကမွဲတည်ပြီးတော့လှူခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတာဖြစ်တယ်ပေါ့ဒါကိုဆိုလို့တယ်ပေါ့ကဲနောက်ဆုံးသိငယ်တဲ့ဩဇာအာဏာမရှိဘူးအောက်တန်းနောက်တန်းကြတယ်ဆိုတာကြတော့ဘာကြောင့်လဲဆိုသူတစ်ပါးချီးပွားတာကိုမနာလိုတဲ့စိတ်တွေဖြစ်တယ်ဘယ်တော့မှအကောင်းမပြောနိုင်ဘူးလူတယောက်ချီးပွားရင်လည်းဘာကြောင့်ညာကြောင့်နော်ပြောကြတယ်မို့လားလူတွေကတရားထဲမှာဆိုမနာလိုတဲ့စကားအလွန်များတယ်ပေါ့မနာလိုတဲ့စကားဥပမာလူတယောက်ပဲဘယ်သူကပြင်စီးပွားတွေတက်လိုက်တာတိုက်ကြီးတယ်တော့မှာပေါ့တဲမှာပေါ့ဘာလုပ်တယ်ညာလုပ်တယ်သွားတာပဲအဲ့ဒါနော်ပြောပြီဆိုလို့ရှိရင်လူတွေကချီးမွမ်းစကားပြောပြီဆိုလို့ရှိရင်နောက်ကဘာထည့်တတ်တယ်ဆိုဒါပေမဲ့ဆိုတာလေးလားအဲ့ဒီဒါပေမဲ့ဆိုရင်တော့အပြစ်ပြောပြီလို့သာမှတ်ပြီတော့မချီးမွမ်းနိုင်ကြဘူးတဲ့အဲ့လိုလို့သူတစ်ပါးချီးပွားတာသူတစ်ပါးအောင်မြင်တာတွေကိုမချီးမွမ်းနိုင်ပြီးတော့ကဲ့ရဲ့ရှုတ်ချတဲ့အိတ်တာတရားတွေကြီးပွားလာခဲ့ကြီးထွားလာခဲ့တဲ့ပုဂ္ဂိုလ်တွေကဖြစ်လျက်ဘဝမှာဩဇာအာဏာမရှိသိငယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တတ်တယ်